ဒီမင်းတို့ကိုခုပြပေးမယ်လက်ကောက်လေးရတော့လက်ကောက်အဟာလေးပါနော်အဟာလေးပါအဆင်ပြေသလိုဝတ်လို့ရပါလေလက်တိုင်းလည်းမလိုပါဘူးနော်အသစ်အတန့်လေးပါစိန်လေးရလေးဖြစ်ဖြစ်လူပါနော်အသားတစ်စိတ်တော့မပါပါဘူးအသားတစ်စိတ်တော့မပါပါဘူးပွဲတက်ဝတ်လို့လေးလှပါတယ်နော်လက်တိုင်းလည်းမလိုပါဘူးနော်တစ်တန်လေးပါစိတ်ပတ်လေးလက်ကောက်လေးပါနော်တော်တော်လေးလည်းလှပါတယ်ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်ဒါလေးက1000ပါနော်ဒါလေးက1000ပါဒါလေးက1000ပါနော်တောင်ကြီးမျိုးကနေရောင်းချနေခြင်းဖြစ်ပါတယ်ဂျပန်ဖန်စီပါနော်ဝေကျိုလွဲပါရှင်ဝေကျိုလွဲပါဂျပန်ဖန်စီပါတစ်တန်လေးပါနော်